ဒီကနေ့ကချင်ပြည်နယ်သာရေးနာရေးနဲ့လူမှုကူညီအသင်းမန္တလေးမှတရားတော်မှာပေါင်းသူတော်ကောင်းတို့ကစုပေါင်းပြီးတော့စတုတ္ထကြိမ်မြောက်ပရိယတ္တိသာသနာတက္ကသိုလ်သံဃာတော်အရှင်မြတ်တို့အားကထိန်သင်္ကန်းဆက်ကလှူဒန်းသည့်ကောင်းမှုကုသိုလ်ကိုပြုလုပ်အားထုတ်ခြင်းဖြစ်တယ်ကထိန်အလှူဟာတခြားသောအလှူနဲ့မတူပါဘူးတခြားအလှူဆိုတာကျောင်းဆောက်တာဇေဒီတေရာနဲ့လည်းပဲမတူပါဘူးရှင်ပြုတာနဲ့လည်းပဲမတူပါဘူးဒီကထိန်အလှူဟာဝိနည်းပိဋကကလာတာဖြစ်တဲ့အတွက်ဝိနည်းနဲ့နည်းနည်းလေးဆက်ဆက်ပြီးတော့နေပါတယ်နေတဲ့အတွက်ကထိန်အလှူဖြစ်ဖို့အောင်မို့ဆိုရင်လည်းပဲသူ့သတ်မှတ်ထားတဲ့စီမင်းစည်းကမ်းရှိပါတယ်အဲ့ဒီစီမင်းစည်းကမ်းအတိုင်းလိုက်နာဆောင်ရွက်ရပါတယ်ဒါကြောင့်မို့လို့ကထိန်အလှူကိုလှူခွင့်ရတာဟာတခြားသောအလှူနဲ့မတူတဲ့အတွက်မိမိတို့လှူရတာလှူရခွင့်ရတာကုသိုလ်ထူးတယ်လို့ဒီအချက်ကလေးကိုနည်းနည်းလေးပေါ်လာအောင်ပြောခြင်းပါတယ်အဲ့ဒါကိုပြောမယ်ဆိုလို့ရှိရင်သာသနာကွယ်တယ်ဆိုတာကိုအရင်ပြောမှရမှာသာသနာကွယ်တယ်ဆိုတာကိုလူအများပေါ့လူအများဆိုတာဘုန်းကြီးတွေရောပါပါတယ်သာသနာကို9000ဆိုပြီးတော့ပြည့်ကြိမ်နဲ့တွက်နေကြတယ်ပြည့်ကြိမ်နဲ့9000ပြည့်ရင်ကွယ်မှာပေါ့အဲ့တိုင်းဆိုရင်တော့သူတို့ပြောတဲ့စကားတိုင်းဆိုရင်တော့နော်9000မပြည့်ရင်မကွယ်သေးဘူးပေါ့နော်အဲ့ဒါကြီးကမဟုတ်ဘူးသာသနာဆိုတာဘာခေါ်တာလဲလို့ကြည့်လိုက်သာသနာဆိုတာဖရာရဲ့အဆုံးအမကိုသာသနာလို့ခေါ်တယ်ပါဠိစကားလုံးသာသနာဆိုတဲ့စကားလုံးကိုအဆုံးအမလို့ဟောတာအဘိဓမ္မာလမ်းကြည့်ရင်တွေ့လိမ့်မယ်ဖရာကနေပြီးတော့ယဟန်တော်တွေကိုဆုံးမခဲ့တဲ့တရားတွေကိုသာသနာလို့ခေါ်တာအဲ့ဒီအဆုံးအမလိုက်တာတဲ့ပုဂ္ဂိုလ်ရှိနေသေးလို့ရှိရင်သာသနာတည်တယ်လို့ခေါ်တယ်ဒီအဆုံးအမကိုလိုက်နာပဲသူမရှိတော့ဘူးဆိုရင်သာသနာကွယ်တယ်လို့ခေါ်တယ်အဲ့ဒါကမှစာနဲ့ပင်နဲ့ညီတာအဲ့ဒီလိုအဓိပ္ပာယ်ယူလိုက်လို့ရှိရင်သာသနာအား9000ပြည့်မှကွယ်မယ်ဆိုတာမဟုတ်ဘူး9000မတိုင်ခင်လည်းပဲလိုက်နာမဲ့သူမရှိရင်ကွယ်တယ်ဒီလိုလေးအဓိပ္ပာယ်ယူလိုက်အခုကြည့်လေကွယ်တဲ့နေရာကွယ်နေပြီလေရှိတဲ့နေရာရှိနေတာလေဒါထင်ရှားတာအမြဲတမ်းထင်ရှားတာကွယ်တဲ့နေရာကွယ်နေပြီအခုငါတို့ကထိန်လူကြီးလှူနိုင်တယ်ဘာလို့လှူနိုင်တာတော့ဆိုငါတို့နေတဲ့နေရာမကွယ်သေးလို့ပဲဒါရှင်းရှင်းလေးပဲမကွယ်သေးလို့မလှူနိုင်တာကွယ်သွားရင်မလှူနိုင်ဘူးနော်ဟောအဲ့ဒီလိုလေးနည်းနည်းလေးကြည့်ရလိမ့်မယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တချို့နေရာတွေမှာကထိန်မရှိဘူးဘယ်မှာမရှိတော့ကြည့်လေမဟာယာနမှာမရှိဘူးကမ္ဘာမှာဗုဒ္ဓဘာသာမဟာယာနကအများစုငါတို့ထေရဝါဒဆိုတာကအနည်းစုနေတာမှတော်တော်ကိုနေတာဟိုငါတို့ထေရဝါဒကနေယုံနေမှာဟုတ်ဘူးရဟိုမွဲရလဲမွဲသေးတယ်ဆိုကြနေရလဲနေသေးမွဲရလဲမွဲသေးဆိုတော့ကဘာကမသိဘူးငါတို့ထေရဝါဒဗုဒ္ဓဘာသာမသိဘူးကဘာကဗုဒ္ဓဘာသာတို့သူတို့ပြောနေတဲ့စကားတွေကမဟာယာနတွေကိုပြောနေတာကိုတရုတ်တို့ဂျပန်တို့ကိုရီးယားတို့လေအဲ့ဒါတွေကိုပြောနေတာအဲ့ဒီမဟာယာနမှာကထိန်မရှိဘူးမေးကြည့်ငါမေးကြည့်တယ်ကထိန်မရှိဘူးသူတို့ဂိုင်းတာကွဲပြီပေါ့ဟုတ်တယ်မလားမရှိတဲ့နေရာမရှိတော့ဘူးလေမရှိဘူးသူတို့မှာအဲ့ဒါငါစဉ်းစားကြည့်တယ်ဘာလို့သူတို့မှာကထိန်မရှိတာလဲပေါ့ကထိန်ကခုနကငါပြောသူတို့ကဝိနည်းပိဋကကလာတာဝိနည်းပိဋကကလာတော့ဒါဖြစ်မဟာယာနမှာဝိနည်းမရှိဘူးလားဆိုတော့မဟာယာနဘုန်းကြီးတွေတွေ့တဲ့အခါမေးကြည့်တော့ရှိတယ်ရှိပေမဲ့လိုက်နာတဲ့သူမရှိတော့
ကဲဒါရှင်းတာဟုတ်တော့မလားရှိပြီမဲ့လိုက်တာတဲ့သူမရှိတော့မရှိတဲ့အတွက်ကွဲတာပေါ့မရှိရင်ကွဲမှာပဲလေနော်လိုက်တာကျင်သုံးတဲ့သူမရှိရင်ကွဲတာပဲအခုဟာကိုဒါကိုပြောပြမလို့ကထိန်ကွယ်နိုင်တယ်ဆိုတဲ့အကြောင်းကိုပြောမလို့ကထိန်ကခုနဟိုအခမ်းအနားမှုလည်းပဲဆိုတဲ့ပါပါတယ်နင်တို့ဟိုဖိတ်သားထဲမှာလည်းရိုက်ထားပါတယ်ပုရိမဝါမထမြောက်တော်မူကြသောသံဃာတော်တို့အားဆိုတဲ့စကားလုံးလေအဲ့ဒီစကားလုံးလေးကအဓိပ္ပာယ်ရှိတယ်သူကထမြောက်တယ်လို့ခေါ်တာထမြောက်တယ်ဆိုတာဘာခေါ်တာအောင်မြင်တယ်လို့ခေါ်တာဘယ်ကအောင်တာတုံးဆိုတော့ပုရိမဝါကအောင်တယ်လို့ဆိုတာအဓိပ္ပာယ်နော်ပုရိမဝါဆိုတာကဘာတုံးတစ်ခါဆက်မေးလိုက်ပုရိမဝါဆိုတာကဝါဆိုလာပြည့်ကျော်တရက်နေ့ဝါဆိုတာကိုပုရိမဝါလို့ခေါ်တယ်ဝါဆိုလာပြည့်ကျော်တရက်နေ့မှာမအားလက်လို့သို့မဟုတ်ခရီးသွားနေလို့ဝါမဆိုပြဘူးဆိုရင်ဝါကောင်လာပြည့်ကျော်တရက်နေ့နောက်တလမှာလဲဝါဆိုလို့ရတယ်ဘုရားခွင့်ပြုတာအဲ့ဒါကိုပစ္စည်းမဝါလို့ခေါ်တယ်ပုရိမဆိုတာကရှေ့ပစ္စည်းမဆိုတာကနောက်ဗမာပြန်လို့ရှိရင်အဲ့ဒီရှေ့နဲ့နောက်နဲ့ဝါဆိုတာနှစ်ခုထဲမှာနောက်ဝါဆိုတဲ့ဝါကောင်လာပြည့်ကျော်တရက်နေ့ဝါဆိုတဲ့ဝါကကထင်ခင်းလို့မရဘူး။ကဲစီကံရတော့ပဲသွားပြီနော်။ဝါဆိုလာပြည့်ကျော်တရက်နေ့ဖြစ်တဲ့ပုရိမဝါကိုဆိုပြစ်မှအဲ့ဒီကိုတော့ကထင်ခင်းလို့ရတယ်။နော်။အဲ့ဒါကဝါဆိုတာရှိသေးတာနော်။ဟိုထမြောက်မရောက်သေးဘူး။ထမြောက်ဆိုတာကသိလား။ထမြောက်တယ်ဆိုတာအဲ့ဒီကိုတော့ကဝါဆိုးပြီးရင်အဲ့ဒီဝါတွင်းသုံးတာကာလပါတော့ဝါမကြိုးအောင်ဝါကြိုးရင်မထမြောက်တော့ဘူးလေဝါမထမြောက်ရင်ကတင်ခင်းလို့မရဘူးကဲဒါဒီတစ်ချက်တည်းရှိတယ်နော်မင်းတို့ကောင်းနေကြည့်လိုက်ခုနကမဟာယာနတွေဘာကြောင့်ကတင်မရှိတာတော့ငါလိုက်ရသူတို့ဝါမမစုံပဲသူလျှောက်သွားတာဝါရင်ဝါရဲမြေဝါပါရလုံးရှိသူတို့ခရီးသွားနေကြကြည့်ပါမင်းတို့တွေ့ပါလိမ့်မယ်သိလားသူတို့ကလူတွေလိုပဲလေအင်ဂျင်နဲ့ဘောင်းမင်းနဲ့ဝေးပြီးတော့အခမ်းအနားရှိမှဟိုအနီးချုံရတာလေဒါကအခမ်းအနားပြီးပြန်ခောက်ထားတာဥစားကြီးကိုပြန်ခောက်အိမ်ချောင်းရောက်တော့ခောက်ထားတာအခမ်းအနားရှိတဲ့ခွာလေးပခုံးတော်တင်လိုက်တာပဲလေအဲ့ဒီတော့သူတို့မှာကဝါမမဆိုပဲနဲ့ဝါမဆိုရင်ဘယ်လိုလုပ်ထားမြောက်မှာတော့ဘယ်လိုလုပ်အောင်မှာတော့မအောင်မြင်ခင်းလို့မရတော့ဘူးလေကွာကဲဒါသာသနာကွဲတယ်ဆိုတာအဲ့ဒါပြောတာဗျာဟောသာသနာကွဲတယ်ဆိုတာအဲ့ဒါကွဲတာခေတ်ကပြောင်းလာပြီလူတွေခေတ်ပြောင်းတယ်လို့ဘုန်းကြီးတွေပါပြောင်းလာတယ်အပြောင်းလာရင်ဒီအရှိအဲ့ဒီဝါကမဟာယာနကနေပြီးတော့ထေရဝါဒမကူးဆက်ဘူးလို့မပြောနိုင်ဘူးနောက်ပိုင်းကူးဆက်လာနိုင်တယ်ကူးဆက်လာရင်ထမြောက်ပါမလားစဉ်းစားရတော့မှာပဲနော်ထမြောက်မှမင်းတို့ခင်းလို့ရမှာလေမထမြောက်ရင်မခင်းလို့မရဘူးအဲ့ဒါသာသနာကွဲတယ်ဆိုတာအဲ့ဒါပြောတာဗျာနော်ကွဲတယ်အဲ့ဒါပြောတာငါတို့မြန်မာနိုင်ငံမှာရှိနေတာကအဲ့ဒါထမြောက်နေလို့နော်ထမြောက်နေလို့မင်းတို့ခင်းလို့ရတာအဲ့ဒါကွယ်တယ်ဆိုတာကိုလည်းပြောအောင်မယ်မင်းတို့အတုပေါ်လာလို့ရှင်အစစ်ကကွယ်တယ်ဒါဆိုဗမာစကားနော်အတုပေါ်လာရင်အစစ်ကွယ်အတုပေါ်လာရင်အစစ်ကွယ်လို့ရှိရင်အတုကပေါ်လာတဲ့အတွက်အစစ်ကွယ်တာမသိတာမထင်ရှားဘူးကွယ်မှမသိဘူးပေါ့ဘာလို့အတုရက်ကြံရတာလေအတုရက်ကြံရတာကထိန်ကွယ်ရင်လေအဲ့ဒီတိုင်းကွယ်မှာမင်းတို့အတုကြံရမှာအတုကြံရမှာကထိန်ပရိသေပင်နေတဲ့အိုးစီဘောင်ဘောင်တွေတိတာမဟုတ်တာကြီးတော့ကြံရမှာနော်ကျွေးတာမွေးတာတွေအဲ့ဒါတော့ကြံရမှာပဲခုနကပြောတဲ့ဝိနည်းစည်းကမ်းနဲ့အညီခင်းတဲ့ကထိန်ကတော့ဝိနည်းစည်းကမ်းအတိုင်းယဟန်ကလိုက်နာခြင်းသုံးမှမင်းတို့ခင်းလို့ရမှာယဟန်ဖြစ်တဲ့ပုဂ္ဂိုလ်ကမှဝိနည်းစည်းကမ်းတိုင်းလိုက်နာခြင်းသုံးဖို့မရှိတော့ဘူးဆိုရင်အစစ်ကကွဲသွားပြီအတုကတော့ကြံမှာပဲအတုကတော့နောက်9000ကိုကမှပို့မယ်9000 7000ထိအောင်ကြံမှာငါထင်တော့နော်9000မကဘူး9000 7000ထိအောင်ကြံမှာပဲအဲ့ဒါလေးကိုသတိထားရမယ်ငါတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေရောမြန်မာနိုင်ငံကဘုန်းကြီးတွေရောဒါလေးကိုငါတို့ကဂုဏ်ယူရမှာဟိုငါတို့မကွဲအောင်တားထားနိုင်တယ်ပေါ့နော်ထိမ့်သိမ်းထားနိုင်တယ်ဆိုတာဒါလေးဂုဏ်ယူရမှာသူတို့မှအဲ့လိုမထိမ့်နိုင်တော့ဒါခင်မိလာလေဒါပြဿနာတွေ့လေပဲမြတ်စွာဘုရားကအဲ့ဒါတွေကြိုးမြင်တယ်ကွာမြတ်စွာဘုရားကပထမစောပိုင်းတုန်းကယဟန်တွေအတွက်သိက္ခာပုဒ်မပြည့်ညတ်ဘူးစီကံနေလေမကျင့်မညတ်ဘူးဒီတိုင်းနေပဲဖရီးလွတ်ထားတာနော်ဖ
ပရိလွတ်လာရကနေပြီးတော့နောက်ပိုင်းပြဿနာတွေတက်လာတဲ့အခါကျတော့မြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားအခုရဟန်းတွေရဲ့နေပုံထိုင်ပုံနဲ့ကြည့်မဆိုရင်တော့စီလေးကန်လေးဘောင်တက်ပေးမှရတော့မှာလို့လျှောက်တဲ့အခါကျတော့ဘုရားဘာပြန်ပြောတယ်မှလို့အခုအချိန်မကြာသေးလို့ငါဘုရားကမပြည့်ညတ်သေးတာတဲ့နောက်အချိန်ကြာလာရင်ငါပြည့်ညတ်မှာပါလို့ဘုရားအဲ့လိုပြောတာနော်အဲ့ဒီဘုရားပြောတဲ့စကားထဲမှာဘာလေးပါတော့ဆိုရင်ငါတပည့်ယဟန်ဒီဘုသူတ္တတွေများလာမှာကြွယ်ဝလာမှာတဲ့နော်ယဟန်ဒီဘုသူတ္တများပြီးတော့ကြွယ်ဝလာလို့ရှိရင်တောင်းလို့မြောက်လို့ရောက်လို့မှာလို့ရင်ဘုရားကပြညတ်ရတော့မှာအဲ့ဒီလိုမလုံးနဲ့ဆိုလောက်ရတော့မှာလေအဲ့တော့အခုလောလောဆယ်တော့တဲ့ဘုရားပြစ်ခါသားကလေယဟန်တွေကဘုသူတ္တမကြွယ်ဝသေးဘူးတဲ့မကြွယ်ဝသေးတဲ့အတွက်သိက္ခာပုဒ်ပညာဆရာမလိုသေးဘူးတဲ့နောက်တစ်ချိန်ငါယဟန်တွေတပည့်တွေဘုသူတ္တတွေကြွယ်ဝလာတဲ့အချိန်ကြလို့ရှင်တော့ငါဘုရားပြညတ်ရမှာလို့ကြိုးပြောခဲ့တာဒီစကားနော်ဘုရားကြိုးပြောခဲ့တာအခုဖြစ်တာအဲ့တည်းဖြစ်တယ်အခုဘုသူတ္တတွေတအားကြွယ်ဝကိုတော့တရားနော်အခုတယ်လီဖုန်းတွေပေါ်လာပြီအင်တာနက်တွေသုံးနိုင်ပြီလေအခုမော်တော်ကားတွေပေါ်တယ်ဒီမော်တော်ကားရှိရင်သွားတော့မှာလေသွားရင်ဝါကျိုးတော့မှာလေဟုတ်တယ်မလားသွားခုလေရင်နဲ့နိုင်ငံခြားသွားပြီကွာသွားလို့ရတယ်လေဟောမမီတော့ဘူးလေလေရင်လက်မနဲ့ဆိုတော့ဟာအဲ့ဒါဖေဟာတော်မြင်တာပဲလို့ဒါကြောင့်မို့လို့ယဟန်တွေဘုသူတ္တရှိရင်ဟာသိက္ခာပုဒ်ပညာချင်းရဲ့အကြောင်းထဲမှာပါတယ်ဘုရားအကျိုးပြောခဲ့တာဘုရားဖြစ်ခါသာသောပိုင်းကပြောခဲ့တဲ့စကားဒီစကားအဲ့ဒါကြောင့်မို့လို့ဒါဘုရားကဒါတွေကိုကြိုးမြင်တယ်လို့ကြိုးမြင်လို့ဒီလိုပြောခဲ့တာပဲလို့အဲ့ဒါကိုမင်းတို့ကထိန်တကကထိန်မာတွေရောသိတဲ့နေငါတို့ကထိန်လူခွင့်ရတာသာသနာရှိနေသေးလို့เนาะအဲ့ဒါလေးကိုပြောချင်တာပါပဲเนาะသာသနာငါတို့မြန်မာနိုင်ငံမှာသာသနာကရှိနေသေးတယ်เนาะအဲ့တော့ဒါတွေဟာဒါဝိနည်းကလာတာစာပေမှာပြတဲ့ခါကျတော့တစ်မျိုးပြတယ်စာပေမှာဝိနည်းသုတ်တံဗိဓမာ၃ခုရှိတယ်နဲ့မှာကွယ်လို့ရှိရင်ဗိဓမာကအရင်စကွယ်မှာတဲ့သူခက်လို့တယ်အဗိဓမာမှာလည်းပဲပဋ္ဌာန်းကျမ်းကစကွယ်မှာတဲ့ဒါကစာကပြတယ်နော်သူခက်လို့အဲ့တော့သာသနာကွယ်တယ်ဆိုတာကိုကြည့်လိုက်လို့ရှိရင်သင်ယူဖို့လေ့လာဖို့ခက်ခဲတဲ့အတွက်အဗိဓမာကအရင်ကွယ်တာသင်ယူလို့တော့မှခက်တယ်ဆိုရင်ကျင့်ဖို့ဆိုရင်စဉ်းစားကြည့်ပါလားပုတ်ခက်တော့မှဘာဟုတ်တယ်မလားသပိဓမ္မာကဲပဋ္ဌာန်းကစကွယ်ဝီနီးကွယ်တာကလိုက်နာခြင်းသုံးဖို့ခက်သွားဘာလို့ခက်သွားတာဆိုကိုကဘုသူတ္တတွေရှိလာကြော်ဝလာပြီလုံးစရာတွေလည်းများလာပြီသွားစရာလာတရားလည်းများလာပြီဟုတ်တယ်မလားတွေးတော့ကြံစားတဲ့တရားတွေများလာပြီလေများလာတဲ့နဲ့အမြလောက်ရတော့မယ်တွေးတော့ရတော့မယ်ကြံစားရတော့မယ်သွားရတော့မယ်လာရတော့မယ်ဆိုရင်ဒါတွေကဝီနီးသွားညှိတော့မှာပါညှိတာပေါ့ညှိရင်မလိုက်နိုင်တော့မလိုက်နိုင်ရင်အဲ့ဒါကွယ်မှာပဲဒါဘုရားအကျိုးမြင်တယ်အဲ့ဒါကြောင့်မို့လို့ကထိန်ခင်းဝင်ရတဲ့တရားဓမ္မတွေငါတို့ကထိန်ခင်းဝင်ရတာကငါတို့ကုသိုလ်ထူတယ်ဘာလို့ခင်းဝင်ရတာလဲဆိုရင်ငါတို့မြန်မာနိုင်ငံမှာသာသနာရှိနေသေးတယ်ရှိနေသေးတဲ့အတွက်ပုရိမဝါမထပြောက်တဲ့ယဟန်တွေကိုငါတို့ကထိန်ခင်းဝင်ရတာနောက်တစ်ချိန်ဆိုရင်မလွယ်တော့ဘူးလို့အဲ့ဒါလေးကိုလည်းပဲသိစေခြင်းနဲ့နော်အဲ့ဒါလေးသိပြီးတော့ငါတို့ခေါရမဘုရားရဲ့ရှေ့အပွင့်တဲ့ဘုရားပေါ့ကတ္တပဘုရားလက်ထက်တုန်းကသာသနာကွယ်တော့မယ်ကွယ်ကနီးပြီဆိုတာသိတဲ့အခါကျတော့ယဟန်9ပါးကတောင်ပေါ်တက်ပြီးတော့တရားအားထုတ်ကြဘာလို့တောင်ပေါ်တက်အားထုတ်တာလဲဆိုတော့သာသနာကကွယ်တော့မှရက်ပိုင်းလောက်ပဲလို့တော့တာသူအတိအကျကြီးဟုတ်ကအဲ့တော့သူတို့အချင်းသားတာပေါ့သာသနာကကွယ်တော့မှငါတို့မှလည်းပဲယဟန်တရားကထောက်ဟာတရားမရသေးဘူးတရားတို့တရားပြန်မရသေးဘူးပေါ့ပုထုဇဉ်မရှိသေးတယ်ပေါ့နော်အဲ့တော့ငါတို့သာသနာမကွယ်ခင်လေးထောက်ရတရားရအောင်ငါတို့တရားကိုအသက်ဆုံးပြီးတော့အထုတ်မယ်တောင်ပေါ်တက်မယ်လေကားထောင်ပြီးတော့ကြောက်ဆောင်ပါဘူးတက်ပြီလို့ရှိရင်အဲ့ဒီဘောကပြန်မစင်တော့ဘူးနော်ပြန်မစင်တော့ဘူးအသေးသေးအဲ့ဒီဘောမှာအသေးခံပြီးတော့တရားကိုကျင့်တော့မယ်တခါလေးကိုနော်အဲ့လိုတက်တော့အဲ့ဒါသဘောတူတဲ့သူရှိလိုက်ခဲဆိုတော့တက်သွားကြတာ9ပါးတောင်ပေါ်ရောက်တောင်ကဟိုလိုပူပါတောင်လိုတောင်ကလပ်ပြုံးဖြစ်လိမ့်မယ်ကွာသူအောက်ဆင်းလို့မရဘူး
တက်ပြီးဆင်းလို့ဗျာလေကထောင်တဲ့ရတက်ပြီးလို့ခွန်တစ်ပါးလဲရောက်တဲ့ခါကျတော့အဲ့ဒီခွန်တစ်ပါးကိုမေးတာငါတို့ဒီဘဝကနေမဆင်းတော့ဘူးသေသေးတိဒီဘဝမှာတရားအထုတ်မှာသာသနာမကွဲခင်တခုခုတရားဓမ္မထောက်ရတရားရအောင်အထုတ်မှာမသေးခင်အဲ့တော့ဒီဟာကိုအထုတ်မဲ့ဆိုတဲ့စိတ်ဓာတ်ပြင်းပြတဲ့ပုဂ္ဂိုလ်ရှိသေးလားရှိတာရှိဒီဘဝမှာနေမသေးကြဘူးဆိုလို့ရှိရင်ပြန်ဆင်းမှခုနေဆင်းပြီးရင်လေကားကြီးလှမ်းချလိုက်မှာတို့ကတက်ပြီးလေကားကြီးလှမ်းချမှာအဲ့ဒါ9ပါးကျန်တာနောက်ဆုံးအဲ့ဒီ9ပါးကတော့မစင်းတော့ဘူးတခါတည်းသေသေးတိဘောအထုတ်မယ်ဆိုပြီးတော့လေကားကြီးလှမ်းချပြီးတော့အဲ့ဒီတောင်းပေါ်မှာထဲမှာသေသေးအသေးခံပြီးတော့တရားအထုတ်ပြီးတော့တရားတို့တရားထောက်ရတရားရအောင်သူတို့လုပ်တယ်ဆိုတာရှိတယ်အဲ့ဒီတော့မင်းတို့လည်းပဲဒါနောက်တစ်ချိန်မှာသာသနာကွဲသွားလို့ရှိရင်ကထိန်အစစ်ဆိုတာရှိမှာမဟုတ်ကွဲမှာပဲဒါမင်းတို့ကြိုးစားပြီးလုပ်ကြအောင်ရှိတာတောင်းဝတက်ပြီးချကြအောင်ရှိတာပဲเนาะအဲ့ဒါလေးကိုလည်းပြောချင်လို့ပါเนาะဟောဒါတို့ငါတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေကဂုဏ်ယူရမှာလို့သူများမှမရှိတော့ဘူးကထိန်ကတော့ဝိနည်းရလာတာဟုတ်ဝိနည်းရလာတာဆိုတော့ဝိနည်းစိကနဲ့အညီလုံးမှကထိန်ဖြစ်တာပေါ့ကွာဝိနည်းပိဋကမရှိတော့ဘူးဆိုရင်ကထိန်သွားပြီပေါ့ကွာเนาะခွဲပြီပေါ့အေးအဲ့ဒါလေးကိုလည်းပဲသိစေခြင်းနဲ့ဒါကြောင့်မလို့ငါတို့တွေကထိန်ခင်းနေဆိုတာဟာသာသနာငါတို့မတည်သေးဘူးဖခင်သာသနာတည်တတ်အောင်ထောက်ပံ့တာလည်းရောက်တယ်နောက်တစ်ခါဖခင်ရဲ့ဆန္ဒကိုလည်းပဲဖြည့်ဆည်းပေးရရောက်တယ်မြတ်စွာဘုရားကကထိန်ခွင့်ပြုတာသူတပည့်တွေသင်္ကန်းရသေးခြင်းလို့ခွင့်ပြုတာဒါရှင်းရှင်းလေးပဲသိတာလေသူတပည့်တွေအဲ့သူတို့ခေတ်ကရှားတာဟုတ်ကွာဖခင်ခေတ်ကလက်သက်ရှားတယ်ခုခေတ်လို့မဟုတ်ဘူးနေတော့ခုခေတ်ကလည်းသွားကြည့်လို့မသိအခုခေတ်ကလည်းပေါ်တာမှငါတို့သင်္ကန်းတွေကိုပုံအောင်နေတာပဲဆိုကြတယ်နော်ဖခင်လက်ထက်ကရှားနေအဲ့လိုကြီးမရှိဘူးရှားတာရှားတဲ့အတွက်ကိုတော်ဒီကထိန်ရပါသေးဆိုပြီးတော့ကထိန်ခွင့်ပြုခဲ့တာအဲ့ဒီတော့မြတ်စွာဘုရားရဲ့အလိုဆန္ဒကိုလည်းပဲဖြည့်ဆည်းပေးရရောက်တယ်အဲ့ဒါလေးကိုသိပြီးတော့လှူရမှာနော်ကဲလို့ရည်စက်ကွက်ကိုင်းပြီးတော့ရည်သက်ချလှူအောင်